ကျွန်တော်တို့ဒီတစ်ခါ adventure တစ်ခုအနေနဲ့ climbing လုပ်တဲ့နေရာလေးကိုသွားမယ်ပေါ့နော်အခုလမ်းကတော့မြင်ရတဲ့အတိုင်းပဲကြောက်တောင်တွေအောက်ကနေမှသွားတယ်ပေါ့လေထုံးစံတိုင်းပဲခေါင်းကိုလည်းမတိုက်အောင်ခြေထောက်ကိုလည်းချော်မလဲအောင်ကြောက်တောင်အောက်ကနေတိချာကြည့်ပြီးတော့ view site ပြီးသွားရတယ်ပေါ့နော်ဒါကအမိုးအောက်ပါကြောက်တောင်ကြီးရဲ့အမိုးအောက်ရောက်နေရပေါ့နော်ထူးထူးဆန်းဆန်းနေရှာဖွေနေကြတဲ့လင်မယားနှစ်ယောက်ပေါ့နော်အခုကြောက်တန်ခွင်းနေရှိမဲ့ climbing လုပ်တဲ့နေရာတွေကိုရှာနေပါတယ် C'est magnifique les falaises c'est étonnant. Vas-y, avance vers le trou là. Continuez de filmer. Ah oui, c'est plus beau.ဒီနေရာကြီးကတော့လှလဲလှတယ်ဂျိုင်ဝိုင်းနဲ့ဟိုပေါ့ဂူလိုပုံတရံကြီးဖြစ်နေတာပေါ့နော်ဆက်လျှောက်ပါဦးမယ်ဘယ်လောက်ထိလျှောက်ရမယ်တော့မသိကြောက်တောင်နန်းရန်ဒီအတိုင်းလိုက်ပြီးတော့လျှောက်သွားမယ်ပေါ့နော်လျှောက်သွားပြီးရင်တန်ခွင်းတွေတွေ့တဲ့နေရာရောက်မှပါလာတဲ့ဂျိန်းနဲ့ချိတ်ပြီးတော့တက်မှာပေါ့နော်လျှောက်လာတယ်လမ်းအပေါ်မရောက်သေးမောနေကြောက်ကဘာကြီးရတယ်အော်စရာဒီပေါ်မှာ escalator လောက်ကြတယ်ပေါ့နော်နေရာနေကိုတွေ့တက်ကြတယ်သူတို့မှာဒီလိုတန်ခွင်းလေးတွေစိုက်ပေးခဲ့တယ်လှပတယ်ကြောက်တောင်ကြီးဒီလိုတချို့နေရာတွေမှာကျတော့သူကလှေကားတစ်ပုံတရံလိုကိုတဘာဝကဖြစ်ပေါ်နေတာဆိုတော့လေအဲ့ဒီအတိုင်းကိုကကုတ်ပြီးတော့ကုတ်ဖက်ပြီးတော့တက်တာပေါ့နော်တချို့နေရာတန်ခွင်းရှိတယ်တချို့နေရာတွေကတန်ခွင်းမရှိဘူးဒီတန်ခွင်းမရှိတဲ့နေရာကျတော့ကုတ်ပြီးတက်မှာပေါ့နော်တန်ခွင်းလေးကနေစတက်မယ်တန်ခွင်းလေးတွေအတိုင်းတက်သွားမယ်ဟိုးအပေါ်မှာကျိုးတွေထားတယ်အဲ့ဒီကနေမှအဲ့လိုကျိုးတွေနဲ့ကြောက်တောင်နေပဲဖက်တွေတက်ကြတယ်ပေါ့နော်ဒီနေရာမှာတော့ကျိုးထားတယ်တကယ်ကိုအမြင်ကြီးနော်ဒီကြောက်တောင်ကြားထဲကနေတက်ပါမယ် Voilà là. Vas-y, là, c'est plus possible. Escalade. Dianima, Jury, Tanjuri, net. Yalaram Dino. No, so no, le. ကြောင်ကျူကြောင်ကြားကုတ်ဖက်ပြီးတော့နံရံတွေကနေတက်လာလိုက်တာအပေါ်ကိုရောက်လာပါပြီဒါခုနကတက်လာတဲ့အောက်ကကြောက်လန်းချောင်းပေါ့နော်အပေါ်ရောက်ပြီးတော့ကိုတက်လာတဲ့ကြောက်ကဘာကိုပြန်ကြည့်ပြီးတော့ဒူးတုံနေတယ်
ဒူးတုံရင်တုံပေါ့နော်အဲ့လိုမျိုးတော့နည်းနည်းတော့ဖြစ်တာပေါ့နော်ဘာကြောင့်လို့ဆိုတော့အပေါ်ကိုအန်ဒီရဲ့မရှိနဲ့ရောက်လာတယ်ဆိုတော့လေကဲနောက်ဆုံးတော့တဖြည်းနဲ့တက်လာလိုက်တာအပေါ်ကိုလည်းရောက်လာပါပြီကိုအောက်ကလမ်းကြောင်းလေးရှုခင်းလေးကိုလည်းပြန်ကြည့်ပြီးတော့တက်ပြင်းချမိတာပေါ့လေငါဒီတောင်ကိုကြော်နိုင်ပါသေးတယ်ပေါ့အဲ့လိုအတွေးလေးနဲ့ဒါကတော့ climbing လုပ်တဲ့သူတွေအကုန်လုံးကတောင်ပေါ်ရောက်တာနဲ့ကြောက်တုံးလေးတွေနီးစက်ရကြောက်တုံးလေးတွေကိုယူပြီးဆူတောင်းလေးတွေလုပ်ခဲ့ကြတာပေါ့နော်မနီးရရှောက်ခဲ့တဲ့ချောင်းလေးနဲ့အောက်ကစပစ်ခင်းတွေပါ